အားလုံးပဲမင်္ဂလာပါ Mind Toss ဝေဝီကီကနေပြီးတော့အားလုံးကိုနှွေးထွေးစွာပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ဆရာကြီးရွှေဦးတောင်ရေးသားခဲ့တဲ့ရန်နာဘုံဝိထုတွေကခင်စိန်ကြီးဆိုတဲ့မိန်းကလေးတစ်ယောက်အကြောင်းကိုပြောပြပေးချင်ပါတယ်ဒီဝိထုတော်လုံးကိုဖတ်ပြီးသွားတဲ့အချိန်မှာသင်ခန်းစာ2ခုရပါတယ်ပထမတစ်ခုကတော့လူကဲခတ်တတ်ဖို့ပါဒုတိယတစ်ခုကတော့လူပီသားဖို့ပါဆရာကြီးရွှေဦးတောင်ကဒီရန်နာဘုံဝိထုကိုအဓိကဇက်ကောင်၄ယောက်နဲ့ရေးဖွဲ့ထားပါတယ်ပထမဆုံးတစ်ယောက်ကတော့ကိုထွန်းမြတ်ပါရာရှိနေတစ်ယောက်ဖြစ်တဲ့ကိုထွန်းမြတ်ကတည်ကြည်တဲ့ရိုးသားဖြောင့်မတ်တယ်မတရားမှုတွေကိုလက်မခံတတ်တဲ့လူမျိုးဒုတိယတစ်ယောက်ကတော့ကိုတက်ညွန့်ပါမိဘချမ်းသာတဲ့မိန်းကလေးတွေကိုကြောရအောင်ကြံတတ်တယ်အမြောက်ကြိုက်တဲ့မိန်းကလေးတွေဆိုရင်ညှောက်ပင့်ပြောဆိုတတ်ပြီးတော့သူစကားကိုအယုံသွင်းလေးရှိတယ်တတိယတစ်ယောက်ကတော့ခင်စိန်ကြီးပါဒီဝိထုထဲမှာကျွန်တော်ကိုစိတ်ဝင်စားမှုအပေးနိုင်ဆုံးဇက်ကောင်တစ်ယောက်ပါခင်စိန်ကြီးဟာရိုးတယ်လှတယ်တန်တရားစိတ်များတယ်ဆုံးဖြတ်ချက်တွေကိုပြက်ပြက်သားသားချတတ်လိမ့်မရှိဘူးအထူးသဖြင့်မိန်းကလေးတွေလှတဲ့အခါမှာကြုံရလေရှိတဲ့အခက်အခဲတစ်ခုရှိပါတယ်အဲ့ဒီအခက်အခဲကတော့သူနာကိုချင်းကပ်လာတဲ့ယောက်ျားလေးတွေရဲ့သဘောထားအမှန်ကိုမြင်အောင်ကြည့်တတ်ဖို့ပါဆရာကြီးရွှေဦးတောင်ကဒီဝိထုထဲမှာမိန်းကလေးတွေကဒီအခက်အခဲကိုမကြော်နိုင်တဲ့အခါမှာဘလို့ဒုက္ခရောက်တတ်လဲဆိုတာကိုခင်စိန်ကြီးရဲ့ဘဝကိုချနှင်းပြီးတော့ရေးဖွဲ့ထားပါတယ်နောက်ဆုံးတစ်ယောက်အနေနဲ့ကတော့မိမိကြီးပါမိမိကြီးဟာစိတ်တက်မာတယ်ဆုံးဖြတ်ချက်ပြတ်သားတယ်သူလိုချင်တဲ့အရာကိုသိကြသိတယ်ဒီဝိထုဟာလူတစ်ယောက်ဟာဆုံးဖြတ်ချက်အမှားတစ်ခုကြောင့်သူ့ရဲ့ဘဝဟာဘလောက်ထိဆုတ်ပြတ်တတ်သွားနိုင်လဲဆိုတာကိုရေးဖွဲ့ပြထားပါတယ်အထူးသဖြင့်ခင်စိန်ကြီးရဲ့ဘဝပေါ့လေခင်စိန်ကြီးဟာမြင်တူတိုင်းငေးရလောက်တဲ့အလှကိုပိုင်ဆိုင်ထားတဲ့မိန်းကလေးတစ်ဦးပါမိန်းကလေးတွေရဲ့တချို့လှပခြင်းတွေကကျိန်စာရှိရဗျအဲ့ဒီကျိန်စာကတော့သူတို့ရဲ့ဘဝကိုမှန်ကန်တဲ့လူတစ်ယောက်စီမှာအနှံဖို့ဆုံးဖြတ်ရတဲ့ကျိန်စာပါခင်စိန်ကြီးကဒီကျိန်စာကိုအဆုံးထိမကျော်လွှားနိုင်ခဲ့ဘူးဘာကြောင့်လဲဆိုတော့ခင်စိန်ကြီးဟာလူကဲခတ်တဲ့နေရာမှာအရန်ဝင်ညံ့လို့ပါခင်စိန်ကြီးရဲ့ဘဝတွေကိုဝင်ရောက်လာတဲ့ယောက်ျားလေး2ယောက်ရှိပါတယ်ပထမတစ်ယောက်ကတော့ကိုထွန်းမြတ်ပါအရာရာကိုလုံးရက်နဲ့တက်တည်ပြတတ်တဲ့ကိုထွန်းမြတ်ရဲ့စိတ်နေတဘောထားကိုခင်စိန်ကြီးဟာအိမ်တောင်သက်6နှစ်နဲ့ကလေး3ယောက်ရတဲ့အထိမဆုံးဖြတ်နိုင်ခဲ့ပါဘူးသူမှားရတာယုံကြည်ခဲ့မိတဲ့လူကတော့ကိုတက်ညွန့်လို့ခေါ်တဲ့မိန်းကလေးတွေကိုအပြောနဲ့ပဲအယုံသွင်းလေးရှိတဲ့လူတစ်ယောက်ပါဒီလိုလူတစ်ယောက်ပေါ်မှာယုံကြည်ခဲ့မိတဲ့ခင်စိန်ကြီးရဲ့ဘဝဟာဘလို့ဆုံးသက်မျိုးနဲ့ကြုံခဲ့ရလဲဆိုတာကိုတော့ဒီစာအုပ်ကိုဖတ်ပြီးတော့မှပဲသိစေချင်ပါတယ်အထူးသဖြင့်ဒီဗီဒီယိုကြည့်နေတဲ့လူတွေထဲမှာသင်ဟာမိန်းကလေးတစ်ယောက်ဆိုရင်ဒီစာအုပ်ကိုပို့ပြီးတော့ဖတ်သင့်ပါတယ်ဝိထုတော်အုပ်ကိုဖတ်တဲ့နေရာမှာလူတစ်ယောက်ချလိုက်တဲ့ဆုံးဖြတ်ချက်တစ်ခုချင်းစီတိုင်းကိုမြင်အောင်ကြည့်စေချင်ပါတယ်ဒီဆုံးဖြတ်ချက်တွေတဲကမှတင်ကိုယ်တိုင်မှန်တယ်လို့ထင်တဲ့ဆုံးဖြတ်ချက်တွေကိုကိုယ့်ရဲ့လက်တွေ့ဘဝထဲမှာကျင့်သုံးပြီးတော့ကိုယ်တိုင်မှားတယ်လို့ထင်တဲ့ဆုံးဖြတ်ချက်တွေကိုတွေ့တဲ့အခါမှာလဲသူဘာကြောင့်ဒီဆုံးဖြတ်ချက်အမှားတွေကိုချခဲ့ရလဲဆိုတာကိုသိအောင်ဖြေရှာကြည့်ပါလို့ပြောရင်းဒီနေ့ဗီဒီယိုလေးကိုဒီလောက်နဲ့ပဲအဆုံးသတ်လိုက်ပါတယ်အဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်တို့နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြပါမယ်အားလုံးကျမ်းမာပျော်ရွှင်တဲ့နေ့ရက်လေးတွေကိုပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ဗျာအားလုံးဘိုင်ဘိုင်